ဓမ္မစကြာယုဘတရေစေသူများနဲ့ဓမ္မစကြာတရားနာကြားသောပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်တို့မှာဂုဏ်အရှိန်ဝါသတင်းကြီးခြင်းဆိုတဲ့အကျိုးဂုဏ်ကျက်တရေတိုးခြင်းဆိုတဲ့အကျိုးကောင်းစွာကြံစီပြောဆိုအားထုတ်တတ်ခြင်းဆိုတဲ့အကျိုးကောင်းစွာအသက်မွေးတတ်ခြင်းဆိုတဲ့အကျိုးစီးပွားရေးနဲ့ယာတုဌာနန္တရတိုးတက်အောင်မြင်ခြင်းဆိုတဲ့အကျိုးထိုထွန်းသိမြင်တတ်သောဉာဏ်ပညာနဲ့ပြည့်စုံခြင်းဆိုတဲ့အကျိုးမချစ်မနှစ်သက်သောသူများနဲ့ကိုယ်ကွင်းပြီးချစ်ခင်နှစ်သက်သောသူများနဲ့သာပေါင်းဖွဲ့ရခြင်းဆိုတဲ့အကျိုးအပေါင်းအသင်းအချွေရန်ပေါ်များခြင်းဆိုတဲ့အကျိုးအသက်ရှည်နှုတ်ပြိုခြင်းအစင်းလှခြင်းဆိုတဲ့အကျိုးစိတ်ချမ်းသာမှုကိုယ်ဤကျမ်းမာမှုရရှိခြင်းဆိုတဲ့အကျိုးနှင့်လူနတ်မြမာတို့ဤကောင်းချီးမင်္ဂလာပေးခံရခြင်းဆိုတဲ့အကျိုးအစရှိသောအကျိုးများကိုဒိဋ္ဌအမှန်ဧကံရရှိမှာဖြစ်ပါတယ်ထိုကဲ့သို့အကျိုးများကိုပေးစွမ်းနိုင်သောဓမ္မစကြာတရားကိုရွတ်ဖတ်တရစေမှာဖြစ်ပါတယ်ဓမ္မစကြာဒေသနာတော်မြတ်ကိုမရွတ်ဖတ်သေးမီရှေးဥစွာဓမ္မစကြာတရားတော်ကိုနာကြားနိုင်ရန်နတ်မြမာများကိုဖိတ်ကြားတဲ့ဒေဝတာနိမန္တနဂါထာကိုရှေးဥစွာရွတ်ဆိုပါမယ်သမန္တသက္ကဝါလေသူအတ္တရာကိသန္တုဒေဝတာသတ္တမမုနိရာဇတသုနန္တုတက္ကမောက္ခတံဓမ္မတဝနာကာလောအယံပတ္တန္တာဓမ္မတဝနာကာလောအယံပတ္တန္တာဓမ္မတဝနာကာလောအယံပတ္တန္တာသမန္တမြေမဟိချာယေတိရာနှင့်ဒီပါလေးကျွန်းမြစ်မို့ထွန်းသာသဝောအသွန်ဤစัจ java လာဤထဝန်းကျင်မှစကဝါလေသူယူဇနာဘောင်း84,000အမြင့်ဆောင်သောတောင်စัจ java လာကာယံကြောက်ဆိုင်ဝန်း၍ဝိုက်သောတိုက်စာဒီပေါင်း1,000သောလောကရတ္တု၌ဝတန္တာနေထိုင်ကြကုန်သောအာနာလွှမ်းမိုးတကိုးကြီးမြတ်အနန္တတို့သည်အတ္တရာဓမ္မစကြာဝစွာသောတရားတော်မြတ်ကိုရွတ်ဖတ်တရေဆရာအိနေယဌာနသို့အာဂိသန္တုအာလုံးပေါင်းယုံအမြတ်တရာပွားလျက်တရားတော်နာလာရောက်ကြပါကုန်လုံးမုနိရာဇတံအရဟန္တသာဝကာနှင့်ပိစေကမုနိအစရှိသောမုနိတကတို့ဤထိပ်ပံယဟန္တကနတကလူတကမြမတကတို့ဤဥစ္ဆောင်မြတ်စွာဘုရားဤတက္ကမောက္ကတံနတ်ဝေဇယံဝေပုံဗိမာန်ခိုလုံရန်အကျိုးကိုပေးတတ်သောသတ္တမဓမ္မစကြာဟုဆိုအပ်သောတရားတော်မြတ်ကိုသုနန္တုမိစ္ဆာဝိတ္တခုမထားပဲမတနာကညပါကုန်လောဘိက္ခုနံပင်စာဝကိနံဣတိပတ္တနာနာမကေမိဂရာယေဓမ္မဝရံယန္တနိဗ္ဗာနပါပကံသဟံပတိနာမကေနမဟာဗြမေနယာစီတောသတုသစ္ဆံပကာသင်တောလောကနာထောအတေတိ
နန္တိတံသဗ္ဗတေဝေဟိသဗ္ဗတံပတ္တိသာရကံသဗ္ဗလောကဟိတထာယဓမ္မစက္ကံပနာမဟေသတုသစ္ဆံသစ္စာလေးပါးကိုပကာသင်တော်ပြတော်မူသောလောကနာထောနတ်လူတို့ဤကိုယ်ကိုယ်ရာဖြစ်တော်မူသောမြတ်စွာဘုရားသည်သဟံပတိနာမကေနသဟံပတိအမည်ရှိသောမဟာဗျမေနမြတ်သောဗျမမင်းသည်ရာဇီတော်တရားဟောစိန်သောငါတောင်းမှအပ်သည်ဖြစ်၍ဣတိပတ္တနာနာမကေဖျားပိစေကဗုဒ္ဓအရိယာတို့ဤကောင်းကင်မှတက်ရာကောင်းကင်သို့တက်ရာဖြစ်၍ဣတိပတ္တနာအမည်ရှိသောမိဂရာယေသားတို့အားပေးမဲ့ပေးရမိဂရာဝံတော်၌ပိစဝကိနံငါးယောက်အစုရှိခြင်းကြောင့်ပိစဝကိအမည်ရှိကုန်သောဘေကုဏံအရှင်ကွန်တေညာအရှင်ဝဘအရှင်ဗတ္တိယအရှင်မဟာနံအရှင်အတ္တဇိယဟန်တို့အားနိဗ္ဗာန်ပါပကံနိဗ္ဗာန်သို့ရောက်စေတတ်သောဓမ္မဝရမြတ်သောတရားဖြစ်သောယံဓမ္မစက္ကံအကျင့်ဓမ္မစကြာဒေသနာတော်ကိုအာဒေတယိဟောကြားတော်မူပြီသဗ္ဗဒေဝယိခတ်သိမ့်ကုန်သောသမုဒိနဥပပတ္တိနဝိတုဒ္ဓိနတို့သည်သဗ္ဗဒေဝယိခတ်သိမ့်ကုန်သောနတ်မြမတို့သည်နန္တိတံနှစ်သက်အပ်သောသဗ္ဗတံပါတိသာရကံခတ်သိမ့်သောလောကီလောကုတ္တရာပစ္စုပန်တန္တရာနှစ်ဖြာစည်းစိမ်ကိုပြည့်စေတတ်သောတန်ဓမ္မစက္ကံထိုဓမ္မစကြာခောဒေသနာတော်ကိုသဗ္ဗလောကဟိတထာယခတ်သိမ်းသောလောကဤအစည်းအပွားအလွတ်ငောင်းဟေသူတော်ကောင်းတို့မယငါတို့သည်ပနာမယူပွားကြပါကုန်စို့ဧဝံမေတုတံဧကံသမယံဘဂဝါပါရဏတိယံဝိဟရတိဣတိပတ္တနေမိဂရာယေတတရခောဘဂဝါပင်စဝကိယေဘိက္ခုအာမန္တေတိဒွေမေဘိက္ခဝေအန္တာပပစီတေနာနာသေဝိတဗံကတမေဒွေယောဇာယံကာမေတုကာမတုခံလိကာနုယောကောဟိနောကာမောဘောဓုဇဏိကောအနာရိယောအနတ္တတံဟိတောယောဇာယံအတ္တကိလမတ္တနုယောကောဒုက္ခောအနာရိယောအနတ္တတံဟိတောဣတိခောဘိက္ခဝေဥဘောအန္တေအနုပကမ္မမေဇိမာပရိပရံတထာဂတေနာဘိတံဗုဒ္ဓံသက္ခုကရဏီညာနာကရဏီဥပသမယဘိညာယသံဘောဓာယနိဗ္ဗာနယသံဝတ္တတိကတမသံသာဘိက္ခဝေမေဇိမာပရိပရတထာဂတေနာအဘိတံဗုဒ္ဓံသက္ခုကရဏီညာနာကရဏီဥပသမယအဘိညာယသံဘောဓာယနိဗ္ဗာနယသံဝတ္တတိအယမေဝအရိယောအထင်ကြီးကောမကောသေယထိတံသမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပောသမ္မာဝါစာသမ္မာကမ္မန္တောသမ္မာအာဇီဝသမ္မာဝါယာမောသမ္မာတတိသမ္မာသမာဓိယံခောတာဘိက္ခဝေမေဇိမာပရိပရံတထာဂတေနာဘိတံဗုဒ္ဓံသက္ခုကရဏီညာနာကရဏီဥပသမယအဘိညာယသံဘောဓာယနိဗ္ဗာနယသံဝတ္တတိ
Idang ko bana bhikkhave dukkha ariya tissam Sadipi dukkha sarapi dukkha Pyadipi dukkha maranampi dukkha Apiyehi tambhyoga dukkha piyehi vibhyoga dukkha Yampeisana lepeti tampi dukkha Tankhaitena pinsubhada nekhanda dukkha Idango bana bhikkhave dukkha tamudayang ariya tissam Yayantana bono bhavika Nandidangata gata tattara bhinandini Deyatidang kamadana bhavatana vibhavatana Idango bana bhikkhave dukkha nirodha ariya tissam Yotata yewa tanaya ateta vidaga nirodo sako patinetako mukti analayo Idango bana bhikkhave dukkha niroda kamini paripada ariya tissam Ayame wa ariyo thingiko mako Deyatidang tamma daithi tamma thingkapo Tamma wasa tamma kamando Dhamma azivo dhamma vayamo Dhamma tati dhamma dhamadi Idang dukkha ariya tissanti me bhikkhave Bhove nanautu detu dhammetu Sakho urabadi jnana urabadi Binya urabadi vaisa urabadi Aloka urabadi Tankho panidang dukkha ariya tissam Parinyayanti me bhikkhave bhove nanautu detu dhammetu Sakho urabadi jnana urabadi Binya urabadi vaisa urabadi Aloka urabadi Tankho panidang dukkha ariya tissam Padenya danti me bhikkhave bhove nanautu detu dhammetu Sakho urabadi jnana urabadi Binya urabadi vaisa urabadi Aloka urabadi Idang dukkha tamudayang ariya tissanti me bhikkhave Bhove nanautu detu dhammetu Sakho urabadi jnana urabadi Binya urabadi vaisa urabadi Aloka urabadi Tankho panidang dukkha tamudayang ariya tissam Bahadabhanti me bhikkhave bhove nanautu detu dhammetu Sakho urabadi jnana urabadi Binya urabadi vaisa urabadi Aloka urabadi Tankho panidang dukkha tamudayang ariya tissam Bahinanti me bhikkhave bhove nanautu detu dhammetu Sakho urabadi jnana urabadi Binya urabadi vaisa urabadi Aloka urabadi Idang dukkha nirodhang ariya tissanti me bhikkhave Bhove nanautu detu dhammetu Sakho urabadi jnana urabadi Binya urabadi vaisa urabadi Aloka urabadi Tankho panidang dukkha nirodhang ariya tissam Disi kataphanti me bhikkhave Bhove nanautu detu dhammetu Sakho urabadi jnana urabadi Binya urabadi vaisa urabadi Aloka urabadi Tankho panidang dukkha nirodhang ariya tissam Disi katanti me bhikkhave Bhove nanautu detu dhammetu Sakho urabadi jnana urabadi
ပိညာဥရပါတိဝိဇာဥရပါတိအာလောကောဥရပါတိဣဒံဒုက္ခនិရောဓဂာမိနိပရိပရံအရိယသစ္ဆန္တိမေဘိက္ခဝေဘောဘေနနုတုတေတုဓမ္မေတုသက္ခောဥရပါတိညာနာဥရပါတိပညာဥရပါတိဝိဇာဥရပါတိအာလောကောဥရပါတိတံခောပဏိတံဒုက္ခនិရောဓဂာမိနိပฏิပဒါအရိယသစ္ဆံဘာဝေတပ္ပန္တိမေဘိက္ခဝေဘောဘေနနုတုတေတုဓမ္မေတုသက္ခောဥရပါတိညာနာဥရပါတိပညာဥရပါတိဝိဇာဥရပါတိအာလောကောဥရပါတိတံခောပဏိတံဒုက္ခនិရောဓဂာမိနိပฏิပဒါအရိယသစ္ဆံဘာဝိတန္တိမေဘိက္ခဝေဘောဘေနနုတုတေတုဓမ္မေတုသက္ခောဥရပါတိညာနာဥရပါတိပညာဥရပါတိဝိဇာဥရပါတိအာလောကောဥရပါတိယာဝကိဝံသမေဘိက္ခဝေဣမေတုသတ္တုသောရိယသစ္စေတုဧဝံတိပရိဝတ္တံဒရတကာရံယထာဘူတံညာနာတတနာနာသူဤသုတ်တံအဟောတိနေဝတာဝံဘိက္ခဝေသတ္တေဝကေလောကေသမာရကေသဗျမကေသသမနာဗျမနိယပဇာယသတ္တေဝမနုဿာယအနုတ္တရံသမ္မာသမ္ဗောဓိအဘိတံဗုဒ္ဓောတိပစ္စညာသိယရောစာခောမေဘိက္ခဝေဣမေတုသတ္တုသူရိယသစ္စေတုဧဝံတိပရိဝတ္တံဒွါရတကာရံယထာဘူတံညာနာတတနံသူဤသုတ်တံအဟောတိအထဘိက္ခဝေသတ္တေဝကေလောကေသမာရကေသဗျမကေသသမနာဗျမနိယပဇာယသတ္တေဝမနုဿာယံအနုတ္တရံသမ္မာသမ္ဗောဓိယပိတံဗုဒ္ဓောတိပစ္စညာသိညာနိသပါဏာမေတတနံဥရပါတိအာဂုပ္ပါမေဝိမု ക്തി အယမန္တိမာဇာတိနတ္ထိဒါနိပုဏ္ဏဘောတိဣဒံမောသာဘဂဝါအတ္တမနံပင်စာဝကိယဘေကုဘဂဝါတောပါတိတံဘိနံဒုံတိဣမသမိန်သာပနာဝေယကရဏသမိန်ပညာမာနေအာယတမတောကွန္တိညတဝိရဇံဝိတမလံဓမ္မစခောဥရပါတိယံကိစေသမုဒိယဓမ္မံသဗ္ဗံတံនិရောဓဓမ္မံတိဘဝတိတေသံပါဏဘဂဝတံဓမ္မစကေဘုံမာဒေဝသတ္တမနုဿာဝေတုံဧတံဘဂဝတာပါရဏတိယံဣတိပတ္တနေမိဂရာယေအနုတ္တရံဓမ္မစကံဘဝတိတံအပတိဝတိယံသမနေနဝါဗျမနေနဝါဒေဝေနဝါမာရေနဝါဗျမုနဝါကေနတိဝါလောကသမိန်တိဘုံမာနံဒေဝနံတတံသုတ်တဝံသတုမာရာတိကာဒေဝတတ္တမနုဿာဝေတုံဧတံဘဂဝတာပါရဏတိယံဣတိပတ္တနေမိဂရာယေအနုတ္တရံဓမ္မစကံဘဝတိတံအပတိဝတိယံသမနေနဝါဗျမနေနဝါဒေဝေနဝါမာရေနဝါဗျမုနဝါကေနတိဝါလောကသမိန်တိသာဓုမာရတိကနံဒေဝနံတတံသုတ်တဝံတာဝတိန်သာဒေဝသတ္တမနုဿာဝေတောဧတံဘဂဝတာပါရဏတိယံဣတိပတ္တနေမိဂရာယေအနုတ္တရံဓမ္မစကံဘဝတိတံအပတိဝတိယံသမနေနဝါဗျမနေနဝါ
ဒေဝေနဝမာရေနဝဗျမုနာဝကေနာတိဝလောကသမိန်တိတာဝတိန်တနံဒေဝနံတတံသုတ်တဝံဗျာမာဒေဝတတမနုဿဝေတုံဧတံဘဂဝတာပါရဏတိယံဣတိပတ္တနေမိဂရာယေအနုတ္တရံဓမ္မစကံဘဝတိတံအပတိဝတိယံသမနေနဝဗျမနေနဝဒေဝေနဝမာရေနဝဗျမုနာဝကေနာတိဝလောကသမိန်တိယာမနံဒေဝနံတတံသုတ်တဝံဒုတိတာဒေဝတတမနုဿဝေတုံဧတံဘဂဝတာပါရဏတိယံဣတိပတ္တနေမိဂရာယေအနုတ္တရံဓမ္မစကံဘဝတိတံအပတိဝတိယံသမနေနဝဗျမနေနဝဒေဝေနဝမာရေနဝဗျမုနာဝကေနာတိဝလောကသမိန်တိဒုတိတာနံဒေဝနံတတံသုတ်တဝံနေမာနရတိဒေဝတတမနုဿဝေတုံဧတံဘဂဝတာပါရဏတိယံဣတိပတ္တနေမိဂရာယေအနုတ္တရံဓမ္မစကံဘဝတိတံအပတိဝတိယံသမနေနဝဗျမနေနဝဒေဝေနဝမာရေနဝဗျမုနာဝကေနာတိဝလောကသမိန်တိနေမာနရတိနံဒေဝနံတတံသုတ်တဝါပရဏိမိတဝတဝတိဒေဝတတမနုဿဝေတုံဧတံဘဂဝတာပါရဏတိယံဣတိပတ္တနေမိဂရာယေအနုတ္တရံဓမ္မစကံဘဝတိတံအပတိဝတိယံသမနေနဝဗျမနေနဝဒေဝေနဝမာရေနဝဗျမုနာဝကေနာတိဝလောကသမိန်တိပရဏိမိတဝတဝတိနံဒေဝနံတတံသုတ်တဝါဗြဟ္မကာယိကာဒေဝံတတမနုဿဝေတုံဧတံဘဂဝတာပါရဏတိယံဣတိပတ္တနေမိဂရာယေအနုတ္တရံဓမ္မစကံဘဝတိတံအပတိဝတိယံသမနေနဝဗျမနေနဝဒေဝေနဝမာရေနဝဗျမုနာဝကေနာတိဝလောကသမိန်တိဣတိယတေနခန္ဒေနတေနလေနတေနမုဟုတ်တေနံယံဝဗျမလောကတတောအဘုတ်ကိစီအယင်္ဇာတတတာတိလောကဓာတုတံကံပိတံပကံပိတံပဝေတိအပမနောသာဥလာရောဩဘာသောလောကေပါတုရဟောတိအတိတ်ကမဒေဝနံဒေဝ ानु ဘာဝန္တိအထာကောဘဂဝါဣမံဥဒါနံဥဒါနေတိအညာတိဝတ္တဘောကွန်တေညောအညာတိဝတ္တဘောကွန်တေညောတိဣတိတံသမတောကွန်တေညတာအညာတိကွန်တေညောတွေ့ဝနာမဟောတိအထာခောအယသမအညာတိကွန်တေညောဒိဋ္ဌဓမ္မောပတ္တဓမ္မောဝိရိတဓမ္မောပရိယောကာလဓမ္မောဒိဏဝိသိကိသောဝိကတကထံကတောဝေတာရိသပတ္တောအပါရပစ္စယောတတုသာသနေဘဂဝန္တဣတတောသံလဗယံဗန္တိဘဂဝန္တောတန္တိကေပပိသံလဗယံဥပတံပရန္တိဧဟိဘိက္ခုဘဂဝါဟောသာသောခန္တောဓမ္မောစရဗြဟ္မစရိယံသမ္မာဒုက္ခတံအန္တကိရိယယာတိသာဝတ္တတံအယတမန္တောဥပတံပရအဟောတိတိဓမ္မစကပောဒနာသုတ်တံနေတိတံဓမ္မစကပောဒနာသုတ်တံဟောရခတုဓမ္မစကပောဒနာသုတ်တံမြတ်စွာဘုရားဤတရားဟုခေါ်ဝေါ်ဓမ္မစကြာသုတ်တရားတော်မြတ်သည်ဟောဒုံမကံဓမ္မစကြာတရားကိုစိတ်ထားကြည်ပြုနာယူကြညာသင်မျိုးကောင်းသားမျိုးကောင်းသမီးတို့အားရခတုကိုလည်းကြမှာစိတ်ချမ်းသာ၍ကောင်းကျိုးအဖျားပြားတိုးတက်လာအောင်
ကောင်းစွာမသွေစောင့်ရှောက်တော်မူပါစေတည်း